လင်းထက်သည်လီလန်သောတရတီနှစ်တောင်းကိုထန်းကာမြို့တွင်လမ်းများကိုရောက်သည့်အထိ3 နာရီကြာလမ်းလျှော်ခဲ့တယ်။သူ့ပခုံးလေးကိုက်ခဲပြီးဘိုက်ကစာလောင်မှုနဲ့အတူအော်ဟစ်နေတယ်။ခဏလောက်ထိုင်ပြီးတရတီတစ်လုံးကိုယူစားလိုက်တယ်။အရသာကသူ့ကိုထိတ်လန့်စေတယ်။တရတီကချိုးတယ်။အရေးရွှမ်းပြီးသူစားဖို့သမျှအသီးတွေတဲ့ပိုအရသာရှိတယ်။သူ့ရဲ့တရတီများကတာမန်တရတီများထက်ပိုကြီးပြီးတာမန်တီးမဟုတ်ကြောင်းချက်ချင်းသဘောပေါက်ခဲ့တယ်။ဈေးလမ်းမှာတောင်းတွေကိုချထွားလိုက်ပြီးစတင်ရောင်းချတော့တယ်။အမျိုးသမီးတဦးဖြတ်သွားတဲ့သူ့တရက်တီဤအရွယ်စားကိုတတိပြုမိကရက်လိုက်တယ်။တလုံးလျင်ဘလောက်လဲဟုသူမကမေးလိုက်တယ်။တထောင်ချလို့လင်းထက်ကစိတ်လှုပ်ရှားစွာပြန်ဖြေလိုက်တယ်။အမျိုးသမီးကမျက်မှောင်ကျုပ်လိုက်တယ်။ဒီဈေးကနှဆဆိုတော့ဘာလို့ဒီလောက်တောင်ဈေးကြီးနေရတာလဲဟုပြန်ပြောလေတယ်။လင်းထက်ကတရက်တီအားအိုင်းမိုင်းဖြက်ကသူမအားကမ်းပေးလိုက်ပြီးစမ်းစားကြည့်ပါဟုပြောလိုက်လေတယ် ။သူမကအရသာခံပြီးမျက်လုံးများပြိုးကျဲသွားတယ်။အယမ်းလဲချိုတယ်အယမ်းလဲလက်ဆက်တယ်။ငါးလုံးယူမယ်ဟုဆိုကမဆိုင်မတဲ့ငွေချက်9000ပေးလိုက်တယ်။မချမီလူများစုဝေးလာကြတယ်။အရွယ်စားကိုမြင်လိုက်ရနံ့ကိုအနံ့ခံလိုက်တစ်ချက်ကပ်ပြီးနောက်အလူအရာပြေးဝေကြတော့တယ်။မိနစ်30ကြာပြီးနောက်တရတီအားလုံးမှာရောင်းလို့ကုန်းသွားတယ်။တရတီရောင်းပြီးနောက်လင်းသက်သည်ပတ်စံများကိုရေးတွက်လိုက်တယ်။သူ့ရဲ့လက်ထဲတွင်9000ကျပ်ချိနေပြီဖြစ်တယ်။ဒီပမာဏမှာသူ့ဘဝတွင်တစ်ခါမှမရဘူးတော့ပမာဏပင်ဖြစ်တယ်